မှုရတဲ့မျက်နှာဒါမျိုးလေးစားပါလေကျွန်တော်လည်းခါကြိုက်တိုးတက်ချင်တယ်လို့ပြောတော့ညာတော့လေကျွန်တော်တို့ဟာတိုးတက်နိုင်တဲ့လမ်းစာမရှိတော့တဲ့ခါကျတော့မတိုးတက်လည်းဘာဖြစ်လဲလို့တွေးရမှာပဲဖြစ်လာပြီဟိုအဲ့လိုဖြစ်လာပြီเนาะကျွန်တော်နိုင်ငံခေါင်းဆောင်ဆက်ဆက်တွေကတေချာလောက်လာမလို့လားမသိဘူးမတိုးတက်လည်းဘာဖြစ်လဲဒီအဖြစ်ကိုအခုကျွန်တော်သမ္မတဦးမင်းအောင်လှိုင်လည်းသူလုံးနေလားမလို့လားကျွန်တော်လည်းမသိဘူးသူဘယ်လောက်လုံးနေလဲကျွန်တော်လည်းမသိဘူးသူဘယ်လောက်ပြောင်းလဲနိုင်လဲကျွန်တော်လည်းမသိဘူးသူဘယ်လောက်တိုင်းပြည်ကိုဆက်တင်ပေးနိုင်လဲကျွန်တော်လည်းမသိဘူးဘာသူ့ကိုယ်သူကသိလားမသိဘူးဘာလို့ဆိုတော့သူ့ကိုယ်သူကသိချင်မှလည်းသိမှာသိချင်လည်းသိမှာမသိချင်လည်းမသိဘူးဘာလို့ဆိုတော့သူလည်းဆွဲတင်မယ်လို့သူကြိုးစားမှာပဲသူလည်းသူ့လက်ထက်မှာဘလို့ဖြစ်သွားပြီသူလုံးချင်မှာပဲဒါပေမဲ့တကယ်ဖြစ်လားမဖြစ်လားသူဘယ်တိုင်းသူပြန်တိုင်းလဲဆိုတာသူလည်းနောက်9နှစ်ကိုလှမ်းမမြင်ရဘူးသူလည်းမသိဘူးဟုတ်သူလည်းသိချင်မှသိမယ်လုံနိုင်ခြင်းလည်းလုံနိုင်လိမ့်မယ်ဘလို့ချင်လုံနိုင်အဲ့တော့လုံနိုင်သွားတဲ့နေ့ကျမှကျွန်တော်လက်ခုပ်တီးကြတာကောင်းတယ်ခုကတော့ရှင်းရှင်းပြောရရင်အခုသွားပြီးအတင်းလက်ခုပ်တီးအဘမှန်တယ်သွားလို့အောင်လဲဟုတ်တော့မဟုတ်သေးဘူးတချို့တပည့်တပြားမီဒီယာတွေကဘယ်မှမရောက်ဖ ೇನೆ လေမရောက်ပွင့်နဲ့ရှောက်ပြောတယ်တချို့တပည့်တပြားမီဒီယာတွေကဘယ်မှမရောက်ဖ ೇನೆ လေမရောက်ပွင့်နဲ့ရှောက်ပြောတယ်ကျွန်တော်ငယ်ငယ်တော့တခုံးဘွားကျွန်တော်နေဆက်ဒီမှာစကန်းထိုင်အဲ့မှာကြောက်တိုက်နေရှိဘင်္ဂလားဒေ့ရှ်နေဆက်အိန္ဒိယနေဆက်တရုတ်နေဆက်ထိုင်းနေဆက်ကျွန်တော်အကုန်လုံးစကန်းထိုင်ပူတယ်ကြောက်တိုက်ကြီးလေအားထားဒါကြောက်တိုက်နော်ဒါနိုင်ငံနေကြကြောက်တိုက်ဒီဘက်မှာမြန်မာချန်စီကိုခတ်တယ်ဒီဘက်မှာထိုင်းဆိုလဲထိုင်းမတရုတ်ဆိုလဲတရုတ်ဘင်္ဂလားဒေ့ရှ်ဆိုလဲဘင်္ဂလားဒေ့ရှ်အိန္ဒိယဆိုလဲအဲ့လိုခတ်တယ်ကျွန်တော်တို့ဘက်ကချန်စီကိုမလာတာကြားလို့ချန်စီကိုလဲတယ်သူတို့ကလာထောင်ပေးတယ်သူတို့ဘက်ကချန်စီကိုလဲနေလေကျွန်တော်တော့ထောင်ပေးတယ်ဒီကြောက်တိုင်ကြီးကတော့ဘယ်သူမှမထိဘူးဗျဒါနိုင်ငံဒါကြီးကဟိုဦးနုခေတရားရှိတဲ့ကြောက်တိုင်ကြီးဗျနော်အဲ့ဒါလည်းဘယ်သူမှမထိဘူးသူမှမထိဘူးနိုင်ငံအဲ့လိုနေတာအဲ့ဒါကိုဒီမှာချန်စီကိုလာခတ်နေပါပြီဘာညာကွာဒါရှိမယ်ကြောက်တိုင်ကြီးကဘယ်သူမှမထိဘူးဗျအဲ့ဒါသိကြတယ်ကျွန်တော်မင်းသမီးစကားသွားတိုက်တော့ကျွန်တော်က point တိုက်ရင်မှုဗျ96ခုနှစ်တဲ့point တိုက်ရင်မှုကျွန်တော်ကကြော်သွားတယ်ဆိုပြီးတော့ယူရီးယားမင်းသမီးစကားကြီးရပြီးဟိုဘက်ကိုအောင်မြင်ချဲ့တယ်ဆိုပြီးတော့ယူရီးယားနေဇက်တီသွားတာကျွန်တော်ဘာမှတတ်မလို့ခင်ဗျာအထင်မသေးနဲ့96ခုနှစ်တည်းကကျွန်တော် GPS သုံးနေပြီGPS ထဲမှာကျွန်တော်ကြည့်ပြီးတော့ဒါတို့နမိတ်ရှိသေးတယ်ရောက်ပြီဆိုရင်ကျဆိုအဲ့မှာယူရီးယားလာတယ်ကြခါတယ်ခင်ဗျားတို့ကြော်နေပြီတဲ့မကြော်ဘူးလို့ငါတို့ဒီမှာ GPS နဲ့ဒီမှာဂျိုဒူး9လုံးနဲ့ကျွန်တော်ပြတယ်ဒီမှာငါတို့နေမည်ဆိုအဲ့ကျမှယူရီးယားခင်မီလာပါပြီဆိုရင်ယူရီးယားသူတို့မှာ GPS မရှိလို့သူတို့လှုပ်ကြည့်တယ်ဟုတ်လားအဲ့ဆိုသူတို့နောက်ဆုတ်သွားတယ်ကျွန်တော်ဘာမှတောင်းတော့အထင်မသိနေဗျခင်မီလက်နဲ့မှာတော့ဘာအဆင်ရှိကျွန်တော်အဲ့ကလေးက GPS နဲ့ကျွန်တော်ဘာ point တိုင်ရင်မှုမလို့မိစကန်ရပြီးတော့ဟိုဘက်ကနေမြေချဲ့တာဗျအဲ့တော့အဲ့ဒါတွေကိုမရောက်ဘူးပဲနဲ့ရှောက်ပြီးတော့သူများလီသံကြားဖန်တရားနာ online ကတွေ့တာနဲ့ဟာဘာဒီရရောတရုတ်တွေကနေဆက်တွေဘာရှောက်ပြောနေတော့တပည့်ရမီဒီယာသမားတွေသူတို့ကအဲ့ဒါ little knowledge dangerous ပဲဘယ်မှလည်းရောက်ဘူးလားမဟုတ်ဘူးကျွန်တော်တို့ကစကားနေထိုင်ဘူးလားအဲ့ကြောက်တိုက်ကြီးတွေမှာထိုင်နေငယ်တော့အဲ့ဒါကိုသူတို့ကရှောက်ပြောနေခဏလွတ်တော်အမှတ်တွေကကျုပ်တို့လောက်တောင်တတ်သိမရှိဘူးလေလာပြောတော့နှစ်ခါကြည့်ပြီးလွတ်တော်အမှတ်တွေကိုလာပြီးစော်ကားနေနောက်တစ်ခါစော်ကားရမှာပဲအတွဲခါလွတ်တော်ခွင့်ရေးကော်မတီလွတ်တော်ကိုယ်စားလှယ်တွေကိုကာကွယ်စောင့်ရှောက်ရမယ့်တာဝန်ရှိဥပဒေနဲ့ညီသွားမတိဘဲနဲ့ရှောက်ပြောနေဒီစားဒီဗီဒီယိုဖိုင်ကတော့သူ့ရဲ့ဒီ TikTok မှာသူကိုယ်တိုင်တင်ထားတာပါအဲ့တော့ဒါကတော့ကျွန်တော်တို့ပြည်သူလူထုကရွေးချယ်တင်မြှောက်ပေးလိုက်တဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပေါ့ဗျာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပြည်ခိုင်ဖြိုးပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ကြီးဦးလှဆွေခေါ်ဘူးလက်လှဆွေပေါ့ဗျာဆိုတော့ပြည်ခိုင်ဖြိုးပါတီရဲ့အမှတ်ကြီးပေါ့ပြည်ခိုင်ဖြိုးပါတီဆိုတာကလက်ရှိရွေးကောက်ပွဲမှာပြည်သူလူထုရွေးချယ်တင်မြှောက်ပေးလိုက်လို့အနိုင်ရသွားတဲ့ပါတီဖြစ်နေသူတို့ကြွေးကြော်ထားတဲ့ပါတီပါအဲ့တော့ပွင့်လင်းပြောရရင်တော့ပြည်ခိုင်ဖြိုးပါတီရဲ့လွှတ်တော်အမတ်ကဒါသူပြောတဲ့ခုနစကားကတော့ဒါပို့လည်းပြောရင်ကျွန်တော်ပြောတာပေါ့ဗျာဒါရှင်းရှင်းလေးပဲနာမည်သာမတက်ပေမဲ့ဒီစကားကိုပထမဒီစကားကိုပြောခဲ့တဲ့သူကကျွန်တော်ပဲဆိုတော့သူသိတယ်ကျွန်တော်ကိုတန်းပြောတာဒါရှင်းရှင်းလေးပဲသူပို့လေးနာမည်တက်မပြောတာလေးတခုကလွဲပြီးဟိုကျွန်တော်လို့ဆိုတော့အားလုံးသိပြီးသားပါကျွန်တော်ပြောတာပေါ့နော်လွတ်တော်အမှတ်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီသူတို့စိုးရင်ကြောက်လို့ဆိုတဲ့စကားကိုကျွန်တော်သုံးတာကျွန်တော်သုံးခဲ့တယ်သူကြောက်နေကြလားကျွန်တော်တော့သူတို့မပြောရကြဘူးဆိုတော့မပြောတယ်ကျွန်တော်ပဲပြောခဲ့တာကျွန်တော်တော့သူတို့ပြောရကြအောင်ဆိုပြောတယ်ကျွန်တော်ပြောတာဖြစ်တယ်ကျွန်တော်ပဲဆိုတော့ကျွန်တော်တန်းတည်တာဒါကျွန်တော်ပြောတာပေါ့အဲ့တော့သူပြောသူနှစ်ပဲတစ်ပြမီဒီယာဆိုတော့ကျွန်တော်စိတ်ဘာမှမရှိပါဘူးဒါပေမဲ့ကျွန်တော်ပြောတာဆိုတော့ကျွန်တော်သိသွားတယ်ဒါဒီကျွန်တော်လွတ်တော်ကိုယ်စားလှယ်တွေတက်ပြီးနာမည်တိုက်ပြောခဲ့တယ်လွတ်တော်ကိုယ်စားလှယ်တွေကိုပြောခဲ့တဲ့အတွက်အနာရပါတီခံမှုကလူတွေပြောရလားဆိုတာမပြောခဲ့တဲ့အတွက်ဒါကျွန်တော်ပြန်ခြေပတယ်လို့ကျွန်တော်မြင်တယ်ဒါခြေပတာကတော့ခြေပတာပေါ့ဗျာဒါပေမဲ့အခြားတစ်ဖက်မှာဘာဖြစ်သွားလဲဆိုတော့ဒီလွတ်တော်ခွင့်ရေးကော်မတီဆိုရှိတယ်ပေါ့လွတ်တော်ကိုယ်စားလှယ်တွေကာကွယ်ရမယ်ပေါ့အဲ့တော့ကျွန်တော်နှစ်ကြိမ်ရှိပြီပေါ့နောက်တစ်ဆိုတော့ဥပဒေနဲ့
ညိပဲပေါ့ကျွန်တော်ဒါသူပြောတဲ့စကားပေါ့နော်ဥပဒေနဲ့ကြိုင်ပဲပေါ့ဗျာဒီလိုပြောတဲ့စကားပေါ့ဆိုတော့ကျွန်တော်ဟိုပြည်သူလူထုကရွေးချယ်တင်မြှောက်ပေးထားတဲ့ရွေးကောက်တင်မြှောက်ပေးထားတဲ့လွှတ်တော်အမတ်ကြီးကဒီလိုပြောတော့လေကျွန်တော် journalist တယောက်အနေနဲ့ခံရုံပေါ့ဗျာမတတ်နိုင်ဘူးเนาะအဲ့တော့ခံရုံပေါ့ဒါပေမဲ့ဒီဘက်မှာကျွန်တော်စိတ်ထဲမရှိပါဘူးအသိပြခေါင်းလည်းမရှိဘူးဒါပေမဲ့ဒီဖြစ်စဉ်ကိုကျွန်တော်ဗီဒီယိုကလစ်ဖွင့်ပြရတယ်ဆိုတာပြည်ခိုင်ဖြိုးပါတီကလွှတ်တော်အမတ်တယောက်ဟာ journalist တယောက်ကိုပြည်သူလူထုတယောက်ပြည်သူလူထုကိုမဲပေးရွေးချယ်ပိုင်ခွင့်ရှိသူတဦးကိုဒီလိုစကားပြောတယ်ဆိုတာကိုပြည်သူလူထုကို record လေးလုပ်ခိုင်းထားတာပါမှတ်တမ်းလေးပေးထားတာပါဒါမှတ်တမ်းမှတ်ရလေးပေးထားတာပါအဲ့တော့ကျွန်တော်တို့ပြည်သူလူထုဟာနောင်လာမယ့်ရွေးကောက်ပွဲတွေမှာမဲပေးရွေးချယ်ကြဟိဆိုရင်ဘယ်လိုလူမျိုးရွေးချယ်ရမလဲဆိုတော့စဉ်းစားတတ်အောင်လို့ဒါလေးကိုကျွန်တော်ဖွင့်ပြတာဒါတစ်ချက်ပေါ့နော်ပြီးတော့ဒီပုံမှာကျွန်တော်ဘာမှတော့ချေပစရာဘာကြောင့်မှမရှိဘူးဘာမှလည်းချေပခြင်းစိတ်မရှိဘူးသူ့ဗီဒီယိုကလစ်လေးကိုတက်တည်ဖြစ်နေပဲဒါယူထားတာမတော်တဆသူပြန်ဖြတ်ခဲ့ရှိပြောပြအောင်ပြထားတာပါနော် အော်တချို့ကပြောနေလွတ်တော်ကိုယ်စားလှယ်တွေဘာလုပ်နေလဲဒီကိစ္စနဲ့လွတ်တော်ကိုယ်စားလှယ်အဲ့မသိဘူးလားဟာဒီဟာဒီဘေးခွေးတွေဘာရှောက်မေးတာလဲဟာလွတ်တော်ကိုယ်စားလှယ်ဘာဖြစ်တာအဲ့လွတ်တော်ကိုယ်စားလှယ်လာခလုတ်တိုက်နေတခုတခုနေဟာလွတ်တော်ကိုယ်စားလှယ်လာခလုတ်တိုက်အဲ့လူတွေကိုကျွန်တော်ပြောချင်တယ်နံပါတ်1အဲ့လွတ်တော်ကိုယ်စားလှယ်ဖြစ်အောင်ရွေးခံလိုက်ပထမဆုံးရအောင်ရွေးခံပြီးမှအထက်ရောက်လာရင်ပြောခင်ဗျားလုပ်ချင်တာတွေလုပ်တော့နံပါတ်1အချက်ကလွတ်တော်ကိုယ်စားလှယ်ဖြစ်အောင်အရင်လုပ်လိုက်ဦးမလုပ်ဖက်နဲ့လွတ်တော်ကိုယ်စားလှယ်မွေပန်းနဲ့မင်းတို့အရင်ဆုံးအဲ့ဒီအမတ်တယောက်ဖြစ်အောင်ကြိုးစားလိုက်ဦး